ကဘာပေါ်မှာအချမ်းသာဆုံးကိုသမားဆိုတာသူ့အသင်းဖော်တွေအားလုံးထက်တောင်ပိုချမ်းသာနေတာပြီးတော့ပရိသတ်69.9%ကသူ့နာမည်ကိုတော့မသိကြဘူးဆိုတာမင်းသိလားကဲဒီတော့ဘောလုံးလောကတွေကအချမ်းသာဆုံးကိုသမား9ယောက်အကြောင်းပြောပြပေးမယ်နော်နံပါတ်5အနေနဲ့ကတော့ David Raya ပါပဲသူက Premier League မှာတိုးတက်လာနေတဲ့ကိုသမားကောင်းတစ်ယောက်ဖြစ်ပြီးသူ့ရဲ့စိတ်အေးလက်ဤကစားဟန်တုံ့ပြန်မှုမြန်ဆန်တာတွေဘောလုံးပေးပို့မှုကောင်းတာတွေနဲ့နာမည်ရနေတာပေါ့သူ့ရဲ့ကစားသမားဘဝတိုးတက်လာတာနဲ့ညပိုကောင်းတဲ့စာချုပ်တွေစုကြီးတွေစက်တိုက်ရရှိနေတော့သူ့ရဲ့ငွေကြီးအခြေအနေကတော်တော်လေးခိုင်မာနေပြီပေါ့အခုဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာတန်း40လောက်ရှိမယ်လို့ခန့်မှန်းထားကြတာပါနံပါတ်4အနေနဲ့ကတော့ Alisson Becker ကိုပြောရမှာပေါ့ခေတ်သစ်ဘောလုံးလောကမှာဆိုသူကအပြည့်စုံဆုံးကိုသမားတွေတယောက်ပါပဲအမြင့်ဆုံးအဆင့်မှာသူ့ရဲ့ခြေစွမ်းတည်ငြိမ်မှုပြီးတော့ကြော်ညာတွေပြင်ထိတ်တန်းလာစာတွေနဲ့ပေါင်းဆက်လိုက်တဲ့ခါမှာတော့သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကိုနှစ်အတော်ကြာဒေါ်လာတန်း90လောက်ထိတိုးလာအောင်ကူညီပေးခဲ့တာပါနော်နံပါတ်3ကတော့ Jude Lewis Donnarumma မှာပဲဖြစ်ပါတယ်သူကသူ့ခေတ်သူ့အခါမှာလာစာအမြင့်ဆုံးရတဲ့ဂိုးသမားတွေတယောက်ဖြစ်ပြီးအခုထိလည်းအသက်ငယ်ငယ်လေးပဲရှိပါသေးတယ်လာစာတွေလည်းအများကြီးရတယ်လို့ကြော်ညာစာချုပ်တွေလည်းအများကြီးချုပ်ထားတော့သူ့ရဲ့ပိုင်ဆိုင်မှုကလည်းဒေါ်လာတန်း60လောက်ထိမြန်မြန်ဆန်ဆန်တက်လာတာပါအခုထိလည်းတိုးနေတော့မှရှိပါသေးတယ်ဗျနံပါတ်2က Manuel Neuer ပါသူကတော့ sweeper keeper ပုံစံနဲ့ဂိုးသမားဆိုတဲ့ကန်တာကိုပြောင်းလဲပြစ်ခဲ့တဲ့ဂန်တဝင်ပုံကိုကြီးတယောက်ပါပဲနှစ်ပေါင်းများစွာထိတ်ဆုံးမှရပ်တည်ခဲ့ပြီးကြော်ညာတွေရဲ့ရေရှည်စာချုပ်တွေရဲ့နဲ့ပေါင်းလိုက်တော့သူကဒေါ်လာတန်း120ထိချမ်းသာကြွယ်ဝလာခဲ့တာပေါ့ဗျာကဲနံပါတ်1ကတော့ဒီဂိုးသမားပါပဲနှစ်ပေါင်းများစွာလွှမ်းမိုးထားတာရဲ့ကမ္ဘာအနှံ့ပြားကအတိမတ်ပြုမှုရတာရဲ့စာချုပ်တွေကြီးချုပ်ထားတာတွေကြောင့်သူကကြံတဲ့သူတွေအားလုံးထက်ကိုတာလွန်နေတာပါသူ့ရဲ့ပိုင်ဆိုင်မှုကလည်းဒေါ်လာတန်း100ကျော်ထိကိုတိုးလာခဲ့ပါပြီနော်ကဲဘယ်သူဖြစ်မလဲဆိုတာမှန်းပြီးကွန်မန့်မှာရေးသွားကြပါဦးနော်